ဥစွာရှင်ပေတုဩဝါဒစာပထမဆောင်ခန်းကြီး9ခန်းငယ်8ကိုဖတ်လိုပါတယ်ရှင်ပေတုဩဝါဒစာပထမဆောင်ခန်းကြီး9ခန်းငယ်8မှာတမာတတိရှိလျက်မအိပ်ဖဲစောင့်နေကြလောဒီလိုဤရန်သူဒီဟုသောမာနတိဟောက်သောခြေသေးကဲ့သို့အဘယ်သူကိုမျိုးရမည်နည်းဟု၍လှဲ့လေရှာဖွေလျက်ရှိနှုတ်ကပတ်တော်တမန်ကျမ်းစာအဖြစ်တမာတတိနှင့်ဝိညာဉ်တော်လမ်းပြတဲ့အတိုင်းအသက်ရှင်တတ်သောသူများဖြစ်နိုင်ကြပါစေပတ်ဝန်းကျင်ကအကြောင်းအရာတွေကိုအကျယ်ချက်ပြီးပြောနေကြမလိုပါဘူးအားလုံးအုံနောက်ရှိတယ်အားလုံးမျက်စိရှိတယ်အားလုံးနားရှိတယ်တရားဓာတ်တွေမတရားဓာတ်တွေမှန်တာတွေမှားတာတွေကျွန်တော်တို့အလုပ်မဟုတ်ဘူးဒီနေ့ကျွန်တော်တို့ကဒီလောကထဲမှာလူအနေနဲ့အသက်ရှင်ရပေမဲ့ဒီလောကနဲ့ကျွန်တော်တို့ကိုဖန်ဆင်းတဲ့ဖယားကိုသိတယ်ဖယားသားသမီးတွေဆိုရင်လောကသားနဲ့ရွေးကောက်ထားတဲ့သားသမီးတွေကကွဲပြားခြားနာရမှာဖြစ်တယ်ဟာလေလုယာနှိမ်နာလည်းမဟုတ်ဘူးနှိမ်ချပြောတာလည်းမဟုတ်လူချင်းတူပေမဲ့ဖယားလူနဲ့စာတာလူကအမတန်ကွဲပြားတဲ့ကာလဖြစ်တယ်ဒီနေ့ကျွန်တော်တို့ကကိုဖယားလူလို့သတ်မှတ်ရင်ယုံကြည်ရင်ဖယားစကားနားထောင်ဖို့လိုတယ်အခုနတမာတတိရှိလျက်တဲ့တမာတရားနဲ့အသက်ရှင်ရမှာဖြစ်တယ်ကိုသဘောနဲ့ကိုသက်ရှင်လို့မရဘူးတောင်းတတိလောက်နဲ့မရတော့တဲ့ကာလကြီးဖြစ်ပြီနောက်9မိနစ်ဘာဖြစ်မယ်ဘယ်သူမှမသိဘူးဒါပေမဲ့နောက်9နှစ်နောက်နှစ်9000ဖျားထားသမျှဘာဖြစ်မလဲဆိုတာသိတဲ့ဖျားကိုကျွန်တော်တို့ယုံရင်စိုးရင်စရာမလိုဘူးတမာတတိရှိဖို့ပဲလိုတယ်ဒါကြောင့်ဒီနေ့နှုတ်ကပတ်တော်ကိုတမာတတိရှိပါလို့ကျွန်တော်ခေါင်းစဉ်လေးပေးထားတယ်ကျွန်တော်ပြင်ဆင်လာတဲ့ကျမ်းစာတွေကတခြားဒီမှာထိုင်နေရင်မှအဲ့ဒီကျမ်းပိုက်လေးကိုဘုရားကကျွန်တော်ဖော်ပြတာဖြစ်တယ်တမာတတိရှိပါတဲ့ဘာဖြစ်လို့ဆိုကျမ်းစာထဲမှာအခုလိုအချိန်ကာလမှာဒါရီဖြစ်မယ်ဆိုတော့ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းကခရစ်တက္ကရာတောင်မှ2025ရှိသွားပြီခရစ်တော်မပေါ်ခင်တည်းကလွန်ခဲ့တဲ့ဟိုဘက်ကနှစ်ထောင်နဲ့ချီပြီးရှိတဲ့အချိန်တည်းကတမန်ကျမ်းစာထဲမှာကဒါရီဒီနောက်ဆုံးသောကာလဝိညာဉ်တော်ကာလကျေးဇူးတော်ကာလသခင်ယေရှုပြန်လဲသိသိခံဒီကာလမှာဖြစ်မယ်ဆိုတာအတိအလင်းရေးထားပြီးသားဖြစ်တယ်ဟာလေလုယာကြောင့်အခုတို့ပတ်ဝန်းကျင်မှာခက်ခဲတာတွေကြက်တီးတာတွေမတရားမှုတွေဖြစ်တာကကျွန်တော်စိတ်ညစ်ဖို့မဟုတ်ဘူးကျွန်တော်တို့လက်ထက်မှာဖျားပေးထားတဲ့တမာတရားတမာကျမ်းစာဖျားစကားရဲ့ပြည့်စုံခြင်းဖြစ်တယ်ဆိုတော့နားလည်ပြီးထိုဖျားနာမကိုချီးမွမ်းဖို့ဖြစ်တယ်ကျွန်တော်စိတ်ညစ်ဖို့မဟုတ်ဘူးထိုဖျားကြီးကျွန်တော်တို့ကိုပြန်လဲသိသိတော့မှာဖြစ်တယ်ဟာလေလုယာအဲ့ဒါကိုမျှော်လင့်တတ်ဖို့အင်မတန်မှအရေးကြီးတယ်ကျမ်းတော်ကိုဖတ်လာတဲ့အခါမှာအခုလိုအချိန်မှာဒါရီဖြစ်မယ်လောကသားတွေကဘလောက်တော့ဆိုးဝါးမလဲဆိုတာကိုပရောဖက်တွေရဲ့ပရောဖက်ပြုချက်တွေအများကြီးတွေ့မှာဖြစ်တယ်ပြီးတော့မှယုံကြည်ပါလေပြောတဲ့လူတွေခရိယန်ဆိုတဲ့နာမည်တက်ထားတဲ့လူတွေဖယားအမှုဆောင်ပြီးဆိုပြီးတော့မှကိုယ့်အမှုကိုဆောင်တဲ့လူတွေကလည်းဂတိထားကြပါလို့ကျွန်တော်တို့ကိုတွင်တင်ထားတဲ့ကြားစာတွေအများကြီးရှိတယ်ဆိုတော့ဒီနေ့ဒါကိုစဉ်းစားရအောင်မိခာအနာဂတိကျမ်းခန်းကြီး9ခန်းငယ်1ကနေကျွန်တော်တို့ကြည့်မယ်ဆိုရင်ဥစွာခန်းငယ်1ကနေ6ကိုဖတ်တဲ့အခါမှာမိခာအနာဂတိကျမ်းခန်းကြီး9ခန်းငယ်1ကနေ6မှာငါသည်အမင်္ဂလာရှိနွေကာလ၌ဆွတ်သောသင်္ဘောတဖန်ဒီကဲ့သို့၎င်းလက်၍ကောက်သောစပစ်သီးအကြံအကျွင်းကဲ့သို့၎င်းငါဖြစ်စားစရာဖို့စပစ်သီးပြုတ်မရှိအူးမဲ့သောသင်္ဘောတဖန်ဒီကိုငါတောင်းတရ၏စာဝတ်နေရေးနဲ့ပတ်သက်လို့ဒီလိုအချိန်မှာခက်ခဲတော့မယ်ဆိုတာကိုကြိုပြီးရေးထားတာဖြစ်တယ်။ကုန်စည်နှုန်းတွေတက်မယ်အသီးအနှံတွေကပိန်ရှုပ်နေမယ်ဖျားသခင်ပြင်ဆင်ပေးတဲ့ခါနန်ပြည်မှာဇပတိတစ်ခိုင်ကိုတစ်ခက်ကိုလူ2ယောက်ထမ်းခဲ့ရတဲ့အင်မတန်ကောင်းမွန်တဲ့ပြည်အခုကျွန်တော်အချိန်မှာဇပတိတစ်ခက်ကလူ2ယောက်မပြောနဲ့ဒီလိုဆွဲလို့တောင်ရတယ်မျောစာတွေမကောင်းတော့ဘူးအသီးအနှံတွေကလူတွေရဲ့ဖြစ်စီမှုကြောင့်ပေရှုံးလာပြီအာဟာရဓာတ်တွေချို့တက်လာပြီလူတွေကစားရင်တောင်းရင်တဖြည်းဖြည်းမကြီးလာပဲတဖြည်းဖြည်းသေးလာတယ်ဒီမှာရေးထားပြီးသားဖြစ်တယ်အခန်းငယ်1မှာလူတွေကစားတောက်တွေရှားပါပြီးတော့မှမတရားလောဘတွေနဲ့နေကံအမျက်ကြီးစားနေတဲ့အတွက်ကြောင့်မလို့
ကောင်းသောပြည်သားတို့သည်ကွယ်ပြောက်ကြပြီကောင်းတဲ့လူဆိုတာအရန်ရှားသွားပြီနာမည်တွေပဲကောင်းတော့တယ်မောင်ကောင်းတို့ကောင်းထက်တို့ကောင်းမြတ်တို့လူကတော့မကောင်းဖြောင့်မတ်တော်သူတယောက်မှမရှိခတ်သိမ်းသောသူတို့သည်လူအသက်ကိုတတ်ခြင်းကချောင်း၍ကြည်တတ်ကြ၏အချင်းချင်းတယောက်ကိုတယောက်ကြော့ကွင်းနှင့်ဖန်တတ်ကြ၏ဒုစရိုက်ကိုကြိုးစား၍ပြုခြင်းကအသင့်ရှိကြ၏စားဖို့တော့ဖို့တိုးတက်ကြောင်းကြိုးစားတဲ့လူကအရန်နေတယ်ဖျားဝတ်တဲ့ဖို့ကတော့ကြိုးစားတဲ့လူကမရှိတော့ပဲကြားတာဖို့မကြိုးစားဘူးဆုတောင်းဖို့မကြိုးစားဘူးဒါပေမဲ့ဒုစရိုက်ကိုကြိုးစား၍ပြုခြင်းကအသင့်ရှိတယ်ဒုစရိုက်ပြုဖို့ဆိုဘာမှမကြောက်ဘူးဘာမထွက်ရညာမထွက်ရအမိတ်နဲ့ဘလောက်ထုတ်အဲ့ night club တွေမှာလူတွေပြည့်နေတာပဲမဟုတ်ဘူးလားပစံမရှိဦးတာညှိတွားနေတာပျော်ပါရွှင်လန်းနေကြတာမဟုတ်ဘူးလားဖြောင့်မတ်တဲ့လူမရှိဘူးတဲ့ကောင်းတဲ့လူမရှိဘူးတဲ့တယောက်နဲ့ကြော့ခွင်းနဲ့ဖမ်းတယ်တဲ့အသက်ကိုတတ်ချင်းချောင်းကြည့်တတ်တယ်ဘလို့ပဲချိန်မှာဘလို့တတ်ရမလဲဆိုတာကခမင်းစားရည်တော့ကိစ္စဖြစ်သွားပြီအခန်းငယ်3မှာတော့မင်းသည်လက်ဆောင်ကိုတောင်းတတ်၏တရားသူကြီးသည်တစိုးကိုစားတတ်၏သူတစ်ပါးတည်းကြီးသောသူသည်မတရားသောလောဘကိုထင်ရှားစေတတ်၏ထို့သောအမှုကိုရှုပ်စေခြင်းကပြုတတ်ကြ၏ဘုရားကနေရာမြင့်မြင့်ပေးထားတယ်နေရာမြင့်မြင့်မှနေပြီးတော့မှအောက်ကလူကိုအနိုင်ကျင့်တယ်ရိုးတတလုပ်ပေးလို့ရတဲ့ကိစ္စကိုမလုပ်ပေးဘူးလက်ဆောင်ပေးမှလုပ်တယ်တရားသူကြီးကတစိုးကိုစားတယ်ဒါကြောင့်မလို့ရှင်လုကာခရစ်ခန်းကြီး78ကိုကြည့်ယေရှုကဗာပြောခဲ့တယ်မတရားသောတရားသူကြီးတဲ့နာမည်ကသာတရားလားလုပ်နေတာကမတရားအလုပ်စကြောင်းတင်းတော်မှာတစ်ချိန်ကအန်ကယ်ဥပမောင်လေးဆိုတာတချို့လည်းသိမှာပေါ့သူပြောခဲ့တာကျွန်တော်ရမ်းသဘောကျတယ်သူကယုံနေပါတယ်အများနဲ့သွားရတော့သူဗာပြောလဲဆိုတော့တို့ရှိမှာပုံမှန်တစ်ခုရှိတယ်ကွာတဲ့အဲ့ဒီပုံမှန်တိုင်းလုံးမှအဆင်ပြေတယ်အန်ကယ်လေးဘာပုံမှန်လဲဆိုတော့ပုံမှန်လေးတဲ့နားမလဲဘူးကျွန်တော်ကအန်ကယ်ဘာလဲဆိုတော့ပုံမှန်လေးဆိုတော့ပေးမှလုတ်တာတဲ့လာတာတွေယူထားတယ်လုံးเสียရှိတာမလို့ဘူးမပေးမရွေ့ဘူးတဲ့ဒီစာရွက်ကပေးမှလုတ်တယ်တဲ့ဒီမှာရှင်းရှင်းဒါတွေကိုကျမ်းစာထဲမှာအတိလေးရေးထားပြီးသားသူတစ်ပါးတည်းကြီးတော်သူသည်ယာရူးကြီးလေလက်ဆောင်ကြီးပေးရလေပဲသူ့ပေးလူမသိမှဆိုလို့သူမိမအောင်နောက်ကနေသွားပေးလို့ရတဲ့အိမ်မှာဒါတွေကိုပြောရင်လူများအမြင်ကတ်တာခံရမှာဘာလို့ဆိုကိုကမှန်ပေမဲ့အများကမှားနေတဲ့အတွက်ကြောင့်မလို့အများကပဲမှန်တယ်လို့ဘာလို့ဒါတွေဖြစ်မယ်ဆိုတာကျမ်းစာထဲမှာရေးထားပြီးသားဖြစ်တယ်ထို့သောအမှုကိုရှုပ်စေခြင်းကပြုတတ်ကြ၏အမှုဆိုတာကြီးတဲ့အမှုကိုငယ်စေငယ်တဲ့အမှုကိုပပျောက်စေဆိုပြီးတော့မှဒီလိုအတွက်ကျွန်တော်တို့ကိုခန့်တာဖြစ်ပေမဲ့မရှုပ်တဲ့အမှုကိုရှုပ်အောင်လုပ်လိုက်တယ်ပြီးတော့မှသူပြန်ဖြည့်ရှင်းမှပဲရမယ်ပုံစံမျိုးနဲ့အဲ့လိုလုပ်တဲ့ခေတ်ကာလကြီးဖြစ်တယ်မရှုပ်အောင်လုပ်နေတဲ့ကာလကြီးထဲမှာကျွန်တော်အသက်ရှင်ရတာပါကျွန်တော်တို့သွားဝင်မရှုပ်ဖို့အင်မတန်မှအရေးကြီးပါတယ်အခန်းငယ်၄မှာတော့အကောင်းဆုံးသောသူသည်စူးပင်ကဲ့သို့ဖြစ်အဖြောင့်ဆုံးသောသူသည်စူးချံထက်ခက်လာ၏ဖြောင့်ပါတယ်ဆိုတဲ့လူကစူးရည်ပဲအနာဘက်ကလို့မရဘူးသင်ကင်းဆောင်တို့သည်တတိပေးသောနေ့သင်စစ်ကြောခြင်းကိုခံရသောနေ့ရက်သည်ရောက်လာပြီနှိပ်စက်နှောက်ယှက်ရာကာလဖြစ်နှိပ်စက်တာတို့ညှဉ်းပန်းတာတို့မကြားချင်မှအဆုံးပဲကျွန်တော်တို့ကိုစစ်ကြောစုံစမ်းတဲ့ကာလဖြစ်တယ်စာတန်ကနှောက်ယှက်တယ်လို့ဘုရားသခင်ကကျွန်တော်တို့ကိုစစ်ဆေးနေတဲ့ကာလဖြစ်တယ်ဆိုတာကိုသတိရှိဖို့ရောက်တမာသတိရှိဖို့အင်မတန်မှအရေးကြီးတာဖြစ်တယ်အခန်းငယ်9မှာတော့အဆွေခင်မှုကိုမယုံနဲ့လမ်းပြသောသူကိုအမိမပြုတ်နဲ့တင့်ရင်ခွင်၌အိတ်တော်မယားကိုမယုံမှု၍တင့်နှုတ်တကားကိုပိတ်ထားလို့ဒါကိုနားလည်မလွဲစေခြင်းဘူးကျမ်းစာထဲမှာရေးထားတယ်နင်းရင်ခွင်ထဲကမရောက်မယုံနဲ့ဆိုတာလင်မယားရဖြစ်ဖို့ပြောနေတာမဟုတ်ဘူးကိုအခုအိတ်နေတဲ့လူကကိုဖျားပေးတဲ့မယားဟုတ်ရလားမဟုတ်ရလားသေချာပြူးကြည့်အောင်တွေ့ကြရနဲ့အိတ်နေကြတာမဟုတ်ဘူးလားစဉ်းစားရအောင်ဒါကအပြစ်မဟုတ်တယ်လို့ပဲဖြစ်နေတယ်လေယောက်ျားနဲ့မိန်းမအိတ်လို့တော့မကျေနပ်လို့ယောက်ျားချင်းမိန်းမချင်းတော့အိတ်နေတဲ့ကာလကြီးမဟုတ်ဘူးလားဒါတွေကိုအသင်းတော်တွေကမပြောကြဘူးမသိကြအောင်ဆောင်နေကြတယ်လေဒါပေမဲ့ကြားစာထဲမှာအတိလင်းပြောပြအဆွေခင်မိုးကိုမယုံနဲ့တဲ့
ဒီနေ့ကျွန်တော်တို့ယုံရမှာကကျွန်တော်တို့ကိုကယ်တင်ခြင်းပေးတဲ့ယေရှုခရစ်တော်ဖခင်တပါးဒီကိုပဲယုံရမှာဖြစ်တယ်ကိုလည်းယုံလို့မရဘူးကိုနားမှာရှိတဲ့မိတ်ဆွေလည်းယုံလို့မရဘူးယုံလိုက်လို့ပုတ်ပလုံသွားတာပဲမဟုတ်ဘူးလားမယုံနဲ့တဲ့ကျမ်းစာကလမ်းပြတော့သူကိုအမိမပြုနဲ့လမ်းမသိလို့သွားမေးလားဒီဘက်သွားမကိစ္စဟိုးသွားရမယ်ဆိုတော့ချော်တော်ငေါ့အောင်လုပ်လိုက်တယ်မဟုတ်ဘူးလားဒါကိုဟာသအနေနဲ့အသက်ရှင်နေကြတယ်လေပါဇက်ကိုပိတ်ထားတတ်နိုင်ရင်ချီးမွမ်းခြင်းစကားပဲများများပြောပါစကားပြောပါများစကားတွေကဇာတိပြတယ်စကားပြောတာများရင်ကိုရည်သွေးပြီးပြောတတ်ကြတယ်အကြောင်းမူကားတဲ့သားသည်အဖ၏အသရေကိုဖျက်လိမ့်မည်သမီးသည်အမိကို၎င်းချွေးမသည်ယောက္ခမကို၎င်းရံဘက်ပြုလိမ့်မည်ကိုအိမ်သူအိမ်သားတို့သည်လည်းကိုရံသူဖြစ်ကြလိမ့်မည်အဲ့တော့ကျမ်းစာထဲမှာရေးထားတဲ့အိမ်သူအိမ်သားတွေကရံဖြစ်မယ်ချွေးမနဲ့ယောက္ခမနဲ့မတည့်ဘူးသမီးနဲ့အမေနဲ့မတည့်ဘူးဆိုရံဖြစ်ဖို့ကျွန်တော်တို့ပြောနေတာမဟုတ်ဘူးရိုးရှင်းလေးပဲဒီနေ့မိသားစုထဲမှာ9ယောက်ရှိရင်အဲ့ဒီ9ယောက်စလုံးကဘယ်ဖရားဘယ်ဝိညာဉ်ထဲမှာအသက်ရှင်တာလဲ9ယောက်စလုံးကတဝိညာဉ်ထဲမှာအသက်ရှင်ဘာအကြောင်းကြောင့်မှရံပြစ်စရာမရှိဘူးတဝိညာဉ်ထဲမှာတဖရားတွေကိုချီးမွမ်းခြင်းနဲ့အသက်ရှင်တဲ့မိသားစုဖြစ်မှာဖြစ်တယ်9ယောက်ရှိရင်2ယောက်ကတဝိညာဉ်3ယောက်ကတဝိညာဉ်တော့ရံပြစ်တာနဲတောင်နေသေးတယ်စာရန်ဝိညာဉ်နဲ့တရှင်သောဝိညာဉ်တို့နဲ့ဘလို့မှပေါင်းစပ်လို့မရဘူးဒီနေ့ကျွန်တော်တို့ဘာဝိညာဉ်ကိုကိုးကွယ်နေတာလဲကိုယ့်ရဲ့တက်တာထဲမှာဘာဝိညာဉ်ကိုနေရာပေးထားတာလဲမုန်တီးခြင်းဝိညာဉ်ကိုနေရာပေးထားတာမနာလိုခြင်းဝိညာဉ်တဝေလိုခြင်းဝိညာဉ်အကောင်းမမြင်ခြင်းဝိညာဉ်အိုးသူများအပြစ်ကိုမြင်ခြင်းဆိုတဲ့ဝိညာဉ်ကိုနေရာပေးထားရင်ဘယ်သူနဲ့မှတဲ့မှာမဟုတ်ဘူးဒါပေမဲ့ဖယားသခင်အသက်ရှင်သောဝိညာဉ်ကိုနှလုံးသားထဲမှာနေရာပေးထားရင်အဲ့ဒီဝိညာဉ်ကကျွန်တော်တို့ကိုဆေးကြောတယ်ဆေးကြောပြီးတော့မှသူများအပြစ်ကိုမြင်လာတယ်မိမိအပြစ်ကိုမြင်လာတယ်ငါပြုတ်ပြရမှာပါလားဆိုတဲ့အသိနဲ့ဟိုတယောက်ကလည်းငါပြုတ်ပြမယ်သူကလည်းငါပြုတ်ပြနေတဲ့လူချင်းချင်းဘာမှမတည့်စရာအကြောင်းမရှိဘူးဒါကြောင့်မလို့ဒီနေ့တမာတတိရှိပါဒါရှင်သောဝိညာဉ်တော်ဖယားကိုအရောက်စီတိုင်းနှလုံးသားထဲမှာနေရာပေးထားရင်မိသားစုထဲမှာကွဲပြားခြားနားစရာအကြောင်းကိုမရှိပါဘူးဒါကြောင့်မလို့စာဝတ်နေခက်ခဲတယ်ပတ်ဝန်းကျင်အခြေအနေမကောင်းဘူးဒါတွေဖြစ်မဲ့ဆိုတော့ကိုဒီမှာအတိလင်းပြောထားတဲ့အတွက်ကြောင့်မလို့တမာတတိနဲ့ဝိညာဉ်တော်လမ်းပြတဲ့အတိုင်းအသက်ရှင်တတ်သောသူများဖြစ်ဖို့ဘုရားကောင်းကြီးပေးပါစေတယောက်နဲ့အားပေးရအောင်တမာတတိရှိပါလို့ပြောရအောင်တမာတတိရှိပါတော်ရုံတတိနဲ့အသက်ရှင်လို့မရဘူးတမာတတိတမာကျမ်းစာနဲ့အသက်ရှင်ရမှာဖြစ်တယ်ဒါကြောင့်မလို့တမန်တော်ဝတ္ထုခန်းကြီး19ခန်းငယ်7ကိုကြည့်ရင်ဘေရီမြို့သားတွေကတက်တာလုံးနဲ့မြို့သားတွေထူးခြားတယ်ဘာလို့သူတို့ကကျမ်းစာကိုနေ့တိုင်းအစဉ်စေ့ကြည့်တယ်တဲ့မှန်လားမမှန်လားဆိုတာဒီနေ့ကျမ်းစာကြီးကြိုက်ပြီးတော့တိုက်ပုံတွေဘာတွေနဲ့အပေါ်ကနေဟောတဲ့လူတွေကဘာတွေဟောနေရလဲဆိုတာကိုသိဖို့ကိုယ်တိုင်ကျမ်းစာကိုအမြဲဖတ်ပါတဲ့ဒါမှသူငါဖြီးရမခံရမှာဖြစ်တယ်အခုကအိုးတရားဟောဆရာတွေမှာအများကြီးပဲနော်အပြောကောင်းတဲ့လူတွေအများကြီးပဲဟာတာလေးတွေနဲ့ပြောပြီးတော့ဟာဒီဆရာကြီးရတယ်ဒီဆရာကြီးရတယ်ကြီးရတာကနှလုံးသားကိုမပြောင်းလဲစေနိုင်ဘူးလေကြီးကြီးလူပြက်နောက်လိုက်တော့ဘာလို့ဒီတရားဟောဆရာနောက်လျှောက်လိုက်နေလဲဖယားနှုတ်ကပတ်တော်ထဲမှာရည်စရာတစ်ခုမှမပါဘူးကိုယ်တိုင်ကျမ်းစာဖတ်ရမယ့်အချိန်ရောက်လာပြီကိုယ်တိုင်တမာတရားနဲ့ရည်သက်ရှင်ရမယ့်အချိန်ရောက်လာပြီဒါကြောင့်မလို့ကျမ်းစာဖတ်ဖို့မပြင်းပါနဲ့ဒုစရိုက်ပြုဖို့ကျွန်တော်ကြိုးစားတယ်လို့မျိုးကျမ်းစာဖတ်ဖို့ကြိုးစားရမယ်အချိန်ကာလဖြစ်လာပါပြီလောကလူတွေကတော့လက်စားမယ်အသေးသက်ဖို့ကြိုးစားမယ်တယောက်နဲ့ကြောက်တွန်းမယ်ယုံကြည်ပါတယ်ဆိုတဲ့လူတွေကြည့်အောင်ခရိယန်ဆိုတဲ့နာမည်တတ်ထားတဲ့လူတွေပရိစ္ဆေဝတ်ရှိတွေမှာခုံပေါက်နေတဲ့လူတွေလက်တီးလက်မောင်းတက်ပြီးဟောနေပြောနေတဲ့လူတွေတရုံရုံနဲ့သွားလာနေတဲ့လူတွေလူမြင်ကတ်လောက်ဝစ်စားပြီးတော့ဖယားကောင်းကြီးဆိုပြီးအသက်ရှင်တဲ့လူတွေဖယားမှုဆိုကိုမှုကိုဆောင်တဲ့လူတွေဟောကျမ်းစာကပြောထားတယ်ဟေရှာယနာဂတိကျမ်းအခန်းကြီး56အခန်းငယ်9ကနေ12မှာစာရမဏတ်ကဖယားသားသမီးဆိုတဲ့လူတွေနာမည်ခံထားတဲ့ခရိယန်တွေကပျက်စီးယိုယွင်းနေပြီးတော့မှဝိညာဉ်ခွာလည်းမရှိဘူးဖြစ်နေတဲ့အတွက်ကြောင့်မလို့သူ့ရဲ့တပည့်သားသမီးတွေကိုလာကြတဲ့ငါတို့ဝါရမယ်မြူရမယ်အချိန်ရောက်ပြီတယောက်ပြီးတယောက်ဖြုတ်ပြီးကောက်ထည့်ရမယ်အချိန်ဖြစ်လာပြီတဲ့ဘသူကိုမြူရမလဲဆိုတာငါမင်းတို့ပြမယ်တဲ့အဲ့ဒီဟေရှာယ56အခန်းငယ်9ကနေ12မှာအိုလေပြင်သားအပေါင်းတို့တော၌လေသောသားရဲအပေါင်းတို့ကြိုက်စားခြင်းကလာကြလောတီးကင်းဆောင်တို့သည်မျက်စိကန်းကြ၏ရှိသမျှတို့သည်မိုက်ကြ၏အ၍မဟောင်နိုင်သောခွေရောင်ရမ်းသောခွေအိတ်လျက်အိတ်ချင်အားကြီးသောခွေဖြစ်ကြ၏
စားခြင်းအားကြီး၍ဝမ်းမပြေနိုင်သောခွေးလည်းဖြစ်ကြ၏ဒီနေ့ကျွန်တော်တို့ရဲ့သက်တာထဲမှာဘလောက်ယိုယွင်းနေပြီလဲဆိုတာကိုကိုသိဖို့ကျမ်းစာကိုဖတ်ဖို့လိုတယ်စာတန်ကနည်းမျိုးပေါင်းစုံနဲ့လှည့်စားတဲ့အချိန်မှာလှည့်စားကြတော့မလို့ကျွန်တော်တို့ကစာတန်ဘက်ကိုအလိုလိုနေနဲ့ပါနေတယ်ဒီမှာဗာနဲ့ဥပမာပေးတာလဲဆိုတော့ကင်းဆောင်ကအေးလေးနေလို့မရတော့ဘူးညအိလို့အရင်တော့ကျွန်တော်ငယ်ငယ်တော့ကင်းသွားဆောင်နေညမီးကင်းသွားဆောင်နေတဲ့ငါဘာအိတ်လိုက်အောင်ဆောင်မှယူသွားတာဘာမှပြဿနာမရှိဘူးအခုကင်းဆောင်ကပြုတုပြတဲ့နဲ့ဆောင်ရမယ်အချိန်ကာလဖြစ်လာပြီအိမ်မှာလုံဖို့ခွေးလေးမွေးထားတယ်ထားပါတော့တဲ့အဲ့ဒီခွေးကနေတယ်မဟောင်တတ်ဘူးရန်သူမှလည်းမသိရန်သူလာမှလည်းမသိဒီနေ့ခရိယန်တွေကစာရလှည့်စားနေတာကိုမသိပဲနဲ့အမီလေးတနတ်နဲ့လိုက်နေကြတာမဟုတ်ဘူးလား၍မဟောင်နိုင်သောခွေးတဲ့ရောင်ရမ်းသောခွေးတဲ့ရောင်ရမ်းနေတာချို့ခွေးကအိမ်နဲ့ထားတိုက်ပြီးတော့ဟောင်တော့သွားကြည့်လိုက်သူကအိပ်ပျော်နေတာဒီနေ့ရောင်ရမ်းနေတဲ့ခရိယန်တွေအများကြီးမဟုတ်ဘူးလားဟိုဟာကောင်းတို့ဒီဟာကောင်းတို့ဟိုဆရာပဲမှန်တယ်ဟိုဆရာမပဲမှန်တယ်ဟိုနေရာငါရမှဒီနေရာငါရမှနဲ့ရောင်ရမ်းနေတာမဟုတ်လားယေရှုအတွက်ဘယ်သူမှအသက်မရှင်ဘူးလေအိတ်ချင်အားကြီးသောခွေးတဲ့အိမ်မှာညဆောင်မှုဝေးလာတဲ့ခွေးကအိတ်တာနေလေလဲအိတ်ညလဲသူ့လဲအိတ်တာပဲမနဲ့မိုးလေးလဲအိတ်တယ်ဒီမှာအိတ်လို့ကျွန်တော်နဲ့ကန်လဲထားပါဟိုနားမှာသွားအိတ်တယ်ဒီနေ့ယုံကြည်သူတွေရောယုံကြည်သူလို့ပြောတယ်ခရိယန်တွေရောပေးဘူးလားညတော့အိတ်ဘူးသွားခြင်းတဲ့နေရာသွားတယ်မနဲ့ကြအိတ်တယ်အိတ်လို့မော်လို့ဗိမာန်တော်တဲ့တောင်လာအိတ်တဲ့လူကအများကြီးအရာအိတ်လို့ကောင်းတာအဲကွန်လေးနဲ့မျက်စုံလေးမေးပြီးတော့မှအမလေးတရားရနေတဲ့ပုံစံမျိုးနဲ့သွားမကြည့်လဲနဲ့ तू အာယုံပြုတ်နေတာတဲ့စဉ်းစားရအောင်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာဝိညာဉ်အသက်တာမှာဒီလိုတွေရောင်ရမ်းနေတယ်မဟောင်နိုင်ဘူးအဲ့လေအိတ်ချင်အားကြီးတဲ့ခွေဖြစ်ကြ၏စားခြင်းအားကြီးဝမ်းမပြေနိုင်သောခွေလည်းဖြစ်ကြ၏အေးစားမယ်ဆိုရင်တော့ထိတ်ကပဲအလွတ်လုံးမယ်ဆိုရင်တော့ရှိုးပြောက်သွားအစားမယ်ဆိုရင်တော့လာပြီးဥတိတ်ဆုံးကအမီလေးနဲ့ကိုရှေရသူ့မပေးကြည့်ဘူးသူများလာလူစားမှာဆိုလို့စဉ်းစားရအောင်ဒီနေ့ကျွန်တော်တို့စဉ်းစားရအောင်မိမိအသက်တာကိုမိမိစဉ်းစားရအောင်အဆိုးဆုံးကတိုးထိန်တို့ဒီလဲမကြည့်မရှုတတ်ကြဖခင်ကတိုးထိန်နေရာမှာထားတယ်မသိလို့ပြောင်းလဲလာတဲ့လူတွေအတင်းတော်မှာပါဝင်တဲ့လူတွေကိုတိုးထိန်ကမကြည့်ရှုတတ်ဘူးထိုတိုးထိန်ရှိသမျှတို့သည်လမ်းလွဲ၍မိမိတို့လမ်းသို့လိုက်ကြသည်တယောက်မျှမကျွင်းတညီတညွတ်သည်ကိုအကျိုးစီးပွားကိုရှာကြ၏တိုးထိန်မှုဘုရားကတိုးထိန်နေရာမှာထားပြီမဲ့အခုတိုးထိန်ကဘာလုပ်လဲတိုးရှိရနေလေပင်ပြန်ညှစ်နေတာမဟုတ်ဘူးလားတိုးကြည့်ရမှာလေတိုးကျွေးရမှာတိုးထိရမှာဒါပေမဲ့သခင်ယေရှုကရှင်ပေတရုကိုဘာပြောလဲရှင်ပြန်ထားမြောက်ပြီးတော့မှပေတရုကတော်ပြီငါပြန်များတာပဲကောင်းပါလေဆိုယေရှုရှင်ပြန်ပြီးမှနော်ငါသွားများတဲ့နေရာမှာယေရှုရောက်လာတယ်ကျွန်တော်ဒါတွေပြောလဲအားလုံးသိပြီးသားပဲငါလို့ကျင်တဲ့အခါမှာယေရှုကလက်အားပဲကိုချလိုက်တယ်အများကြီးရတယ်ငါတွေအဲ့တော့မှသူ့သခင်မှန်းသိတော့ကာနာမှာမီးဖို့ထားတယ်မုံမှာတခါလဲပြစ်ထားတယ်ငါလည်းကက်ထားသေးတယ်လာစားတယ်အပြစ်မပြောပါဘူးယေရှုကပြီးတော့မှပေတရုကိုပြောတယ်မင်းငါ့ကိုချစ်လားအဲ့ဒီလူတွေချစ်တာတဲ့ငါ့ချစ်တာပေါ့ကိုရောအေးငါတိုးတွေကိုကျွေးတဲ့နောက်တစ်ခါထပ်ပေးတယ်ကိုရောသိပါတယ်ငါတိုးတွေကိုထိန်းတဲ့တတိယတစ်ချိန်ထပ်ပြီးတော့ပေတရုကစိတ်နာတယ်ဒီနေ့ကျွန်တော်တို့ကဖယားကိုစုံကပ်ပြီးတော့မှလှုပ်ချင်တာလှုပ်တယ်နော်နင်ငါ့ကိုချစ်လားလို့နှစ်ခါသုံးခါမေးနော်ကိုတော့ဘာဖြစ်နေရလဲဟောမဖယားပဲနင်မေ့သွားပြီလားငါတို့ချစ်တယ်လေဒီလိုပြောချင်တာကျွန်တော်တို့ကချစ်ရင်တိုးတွေကိုကြွေးဒီနေ့တိုးထိန်တွေကသူ့ကိုမကြွေးပဲနဲ့တိုးရှာလက်ပဲညှစ်နေတာမဟုတ်ဘူးလားလူတွေတင်းတော်တွေမသွားရဘူးဘာလို့ဝင်လာတဲ့စိုင်းလေးတွေပေးလိုက်တဲ့နှိပ်တိုးပလင်ပြင်ဖို့ခေါက်မိုးပြင်ဖို့ဟိုဟာပြင်ဖို့ဒီဟာပြင်ဖို့ဖျားမှုဆောင်သူလူတွေရှိပါညာပြီးလူငွေတောင်းနေတဲ့ခေတ်ကြီးမဟုတ်ဘူးလားဖျောက်အာမကိုတထဲအားကိုနေတဲ့ခေတ်ကြီးလေဒါတွေပြောရင်လူတွေကြိုက်မှာမဟုတ်ကြိုက်ကျွန်တော်ပြောတာမဟုတ်နှုတ်ကပတ်တော်ကပြောတာဖြစ်တယ်တိုးထိန်ကတိုးမကြည့်ဘူးတဲ့တယောက်မြတ်မကျွင်းတညီတညွတ်တီကိုကျိုးစည်းဝါးကိုသာရှာကြ၏ဖျားမှုနဲ့ကို့မှုကိုလုံနေတာမဟုတ်ဘူးလားဒါတွေကိုဆင်ခြင်ရမှာဖြစ်ပါလေနောက်ဆုံးတော့အချိန်ကာလရောက်လာပြီလာကြစပြည့်ရုပ်ကိုယူခဲ့မည်တေရီသေးရဲ့ကိုဝါသွားတောက်ကြစို့
ယနေ့ဖြစ်တဲ့ကဲ့သို့နက်ပြန်နေဖြစ်လိမ့်မည်ထိုမြမကတာ၍ကြွယ်ဝလိမ့်မည်ဟုဆိုတတ်ကြ၏ကြွယ်ဝဖို့ချမ်းသာဖို့ပဲဟောနေကြတယ်မဟုတ်ဘူးလားယေရှုနောက်လိုက်ကြွယ်ဝရမယ်ချမ်းသာရမယ်ဟုတ်တယ်လို့ပဲနော်အရန်ကြိုက်တာဟောလူတွေကကြွယ်ဝခြင်းနဲ့ချမ်းသာဟုတ်ပြီကြွယ်ဝလာတဲ့ချမ်းသာဖယားမပေးဘူးလားပေးတယ်အဲ့ဒီကြွယ်ဝလာတဲ့ချမ်းသာလာတဲ့အခါဟောဘာလုပ်ကြလဲကြွယ်ဝခြင်းချမ်းသာခြင်းအရန်ကြောက်စရာကောင်းတယ်နော်ပတ်စံမရှိခင်တော့ပြဿနာမဟုတ်ဘူးပြဿနာရှိလာတော့မှပြဿနာတွေအများကြီးပဲဒီနေ့ကျွန်တော်ကိုးကွယ်တဲ့ဖယားကပတ်စံရှိတာမရှိတာပညာတတ်တာမတတ်တာဂရုစိုက်တဲ့ဖယားမဟုတ်ဘူးသူ့ကိုနှလုံးသားထဲကနေတိုးဝင်ယုံကြည်ခြင်းနဲ့ပုံအပ်ထားတာကိုဂရုစိုက်တဲ့ဖယားဖြစ်တယ်သူ့ကိုယုံကြည်ခြင်းနဲ့ခြေလမ်းနဲ့ကိုသူ့နာမနဲ့ရှောက်တတ်မယ်ဆိုရင်ကြွယ်ဝလို့လိုအပ်တဲ့ချိန်မှာကြွယ်ဝခြင်းကိုပေးတဲ့ဖယားဖြစ်တယ်အခက်အခဲတွေကြားထဲမှာပဲသူ့နာမနဲ့အောင်မြင်ခြင်းကိုပေးတယ်အခုပတ်ဝန်းကျင်မှာအရန်ခက်ခဲနေပြီအဲကြွယ်ဝခြင်းကိုနောက်ကိုပဲလိုက်နေပဲဆိုရင်အဲ့ဒီခက်ခဲတွေကျွန်တော်ရင်ဆိုင်နိုင်မှာမဟုတ်ဘူးယေရှုနောက်ကိုလိုက်မယ်ဆိုရင်ကြွယ်ဝသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေကြားမာသည်ဖြစ်စေမကြားမာသည်ဖြစ်စေထိုယေရှုနဲ့တူဒီလောကကြီးနဲ့စာတန်ကိုအောင်နိုင်ဖို့ကိုထိုဘုရားကကျွန်တော်တို့ကိုပေးချင်တာဖြစ်တယ်ဒါကြောင့်မလို့ဖျားပဲနေရာမှာထားလေတိုးထိန်နေရာမှာဖျားတိုင်းသိုးကိုထိန်မှာသိုးရှိရနေလက်ပေးမညစ်ပါနဲ့အလူငွေတွေညာပြီးမတောင်းကြပါနဲ့ဝိညာဉ်မျက်စိနဲ့မြင်တတ်သောသူများဖြစ်နိုင်ကြပါစေဖျားမှုဆိုပြီးတော့မှနေရာလူနေကြတာမဟုတ်ဘူးလားဒီတစ်ခါနေငါဥက္ကဋ္ဌနောက်တစ်ခါငါကလေးဟာမဲပေးငေါ့ပေးသူ့ကိုပေးတယ်ဩတော်ပဲကျွန်တော်ပြောတော့မပြောချင်ဝိညာဉ်မျက်စိတွေကောင်းလို့စာတာလုပ်နေတဲ့ကာလာကြီးမဟုတ်ဘူးလားဒီနေ့ဒီလောကကြီးမှာကျွန်တော်တို့ဘလောက်တတ်ဘလောက်တိတိစာတာဒီလိုတပတ်လက်လက်တဲ့ပတ်ချရမ်းသွားတဲ့ကာလာကြီးဒါပေမဲ့သင်ယေရှုထဲမှာတွားရင်သင်ဥက္ကဋ္ဌပဲဖြစ်ဖြစ်အတွင်းရေးမှူးပဲဖြစ်ဖြစ်အစေခံပဲဘာကောင်ကြီးပဲဖြစ်ဖြစ်ယေရှုထဲမှာတွားရင်စာတာဘလို့မှလက်လို့ပြောစာတာလက်လေသူပဲလဲလေစာတာလက်လေသူပဲလဲလေသူပဲလဲဝါလေပဲယေရှုသားသမီးဘယ်တော့မှမလဲဘူးဟာလေလုယာအဲ့ဒါကိုကျွန်တော်ဒီနေ့ခိုင်ခါလွှာယုံကြည်ရအောင်ဒီနောက်ဆုံးသောကာလဖြစ်လာပြီးကျေးဇူးတော်ကာလဖြစ်လာပြီးတန်ရှင်သောဝိညာဉ်တော်ကိုနေရာပြပြီးတမာတတိနဲ့အသက်ရှင်မှာတမာတရားကကျွန်တော်နှလုံးသားထဲကိုရောက်လာပြီးတော့ကျွန်တော်တို့ကိုခိုင်ခါလွှာယက်တိခွန်းကိုထိုဘုရားကပြင်ဆင်ပေးမှာဖြစ်တယ်။ရမလို့ထပ်ပြောရအောင်တမာတတိရှိပါလို့ထပ်ပြောရအောင်တမာတတိရှိပါကျမ်းစာကိုကိုယ်တိုင်ဖတ်ပါထပ်ပြောရအောင်ကျမ်းစာကိုကိုယ်တိုင်ဖတ်ပါလို့ထပ်ပြောရအောင်ကျမ်းစာထဲမှာကျွန်တော်တို့ဘယ်လိုအသက်ရှင်ရမလဲဆိုတာအတိအလင်းရေးထားပြီးသားဖြစ်တယ်အခုလိုအချိန်မှာဒါလေးဖြစ်မယ်ဟိုလိုဒီလိုအပြစ်တွေပြောနေစရာမလိုအပြစ်ပြောတာမဟုတ်မယ်အလုံးမြင်အောင်လို့တခါပေါ်ပြမှမြင်တာဖြစ်တယ်ဘာလို့ဆိုလူတွေကကျမ်းစာမဖတ်ကြဘူးမနာလို့ပြောနေတာဘူးကျမ်းစာထဲမှာအတိလေးပြောထားတာဒါတွေဖြစ်မယ်တဲ့အခုဖြစ်လာပြီမဟုတ်ဘူးလားအခုဖြစ်နေပြီမဟုတ်ဘူးလားအဲ့ဒါကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်ရဲ့နှုတ်ထွက်စကားမှန်ကန်ခြင်းဆိုတာတက်သေးပြုနေတာဖြစ်တယ်ဖခင်ရှင်နာမတာ၍ဘုန်းကြီးပါစေကြောက်တမာကြားတဲ့သတိပေးချက်တွေကိုသိမြင်ဖို့ကျွန်တော်ကျမ်းစာဖတ်ဖို့လိုတယ်ထပ်ပြောရအောင်ကျမ်းစာဖတ်ပါလို့ထပ်ပြောရအောင်ကျမ်းစာဖတ်ပါနားလေသည်ဖြစ်စေနားမလေသည်ဖြစ်စေကျမ်းစာဖတ်ရင်ကျွန်တော်တို့ဘယ်လိုအသက်ရှင်ရမလဲဆိုတာကိုထိုဘုရားရဲ့ဝိညာဉ်ကကျွန်တော်တို့ကိုပေါ်ပြမှာဖြစ်ပါတယ်ဖိလိပ္ပိဩဝါဒစာခန်းကြီး2အငယ်21မှာလူခတ်သိန်းတို့သည်ယေရှုခရစ်အကျိုးကိုမရှာကိုယ်အကျိုးကိုသာရှာကြ၏ရှိနေတာပဲလူရန်ကပြောတော့ယေရှုပြောပြီးတော့ယေရှုအကျိုးမရှာဘူးကိုယ်အကျိုးပဲရှာနေတာတဲ့ဒါကြောင့်တချို့ကပြောမလား God business is a good business တဲ့ယေရှုကို business လုပ်ဖို့အသုံးချနေကြတာစီဝေတွေလုပ်မယ်ကျမ်းစာသင်တန်းတွေလုပ်မယ်ဝင်ကြီးကဘလောက်ထမင်းစိတ်ကဘလောက်ပြီးတော့မှထမင်းတွေစားကြကျမ်းစာပြောတာနည်းနည်းပြီးတော့ဘာတွေပြောကြဝိညာဉ်တကူခံစားရလားစာရတကူတွေဝင်သွားတာလားပြန်ဆင်ခြင်ဖို့ဖြစ်တယ်စဉ်းစားရအောင်ဒီနေ့ကျွန်တော်တို့ဝိညာဉ် level ကိုမြင့်တင်ဖို့ကိုယ်တိုင်ကဖျားထဲမှာသွားရမှာကိုယ်တိုင်ကျမ်းစာဖတ်ပြီးတော့မှကိုယ်တိုင်ဝိညာဉ်တော်ကိုနေရာပေးရင်အဲ့ဒီတန်ရှင်သောဝိညာဉ်တော်ကျမ်းစာကိုမှုတ်သွင်းထားတဲ့ဖျားရဲ့ဝိညာဉ်ကအဲ့ဒီကျမ်းစာကဘာကိုဆိုလိုတာလဲဆိုတာသူကိုယ်တိုင်ကျွန်တော်တို့ရောက်စီတဲ့ကိုပေါ်ပြတာဖြစ်တယ်ဟာလေလုယာရမလို့ကျမ်းစာဖတ်တဲ့ဒီထဲမှာတန်ရှင်သောဝိညာဉ်တော်ဖျားကျွန်တော်ကျမ်းစာဖတ်မယ်ကျမကျမ်းစာဖတ်မယ်ကိုတော့ဘာကိုဆိုလိုတာလဲကျွန်တော်ကျမကိုပေါ်ပြပါကျွန်တော်ကျမကနုံနေအားတယ်စာမတတ်ဘူးကိစ္စမရှိကျွန်တော်ကိုးကွယ်တဲ့ဘုရားကဉာဏ်ပညာကိုပေးပိုင်တဲ့ဘုရားဖြစ်တယ်ဟာလေလုယာတမန်ကျမ်းစာကသူ့ရဲ့ကျမ်းစာဖြစ်တဲ့သူ့ရှိမှဆုတောင်းပြီးတော့မှဖတ်ဘသူမှသွားမမေးနဲ့သွားမေးရင်လူလည်းလောက်ခံရလိမ့်မယ်ဒါကဒီလိုပြောတာနောက်ပြောတော့မဟုတ်ဘူးဟိုလိုပြောတာဂရိကဘာပြောလဲဟေဘဲကဘာပြောအင်္ဂလိပ်ကအိုးရှုပ်နေဂရိကဘာပြောဟေဘဲကဘာပြောကျွန်တော်နားလဲတော့ယေရှုဘာပြောလဲဆိုတာအရေးကြီးဆုံးပဲ
ယေရှုဘာပြောလဲဆိုတာကိုကျွန်တော်သိမှယေရှုရဲ့သဘောကိုနားလည်မှယေရှုရဲ့လမ်းကိုကျွန်တော်လိုက်ကမှဖြစ်တယ်။ဟောစာရန်ကနီးမျိုးပေါင်းစုံနဲ့ကျွန်တော်ကိုလှည့်စားနေတာကိုဝိညာဉ်မျက်စိနဲ့မြင်တတ်သောသူများဖြစ်နိုင်ကြပါစေ။အခုချိန်ကဖယားထဲမှာတိုးဝင်ရမယ့်အချိန်ဖြစ်ပြီးဖယားနဲ့အချိန်ပေးရမနဲ့မိုးတင်တဲ့ကိုရောကျေးဇူးတယ်လို့လို့ထဖယားအတွက်9မိနစ်ချိန်ပေး10မိနစ်ချိန်ပေးကျန်တာဖတ်ဆူတောင်းတနေ့လုံးကိုတော့တူရှိပါလို့ဆရာရှိတာတွားလို့ဖယားနဲ့တွားဖယားနဲ့စားဖယားနဲ့ပြောအိုးဖယားထဲမှာမွေ့လျော်ရင်ဘာရန်သူမှကျွန်တော်တို့ကိုထိလို့မရဘူးဘသူမှလာဆွဲထုတ်လို့မရဖယားခင်ဘက်မှာကျွန်တော်ရှိရင်ဖယားကိုကြော်ပြီးဘသူမှကျွန်တော်တို့လာထိလို့မရဘူးဒါကိုယုံကြည်ပါမာနထောင်တော့ငါမှဖယားရှိတယ်ငါ့ကိုဒီလိုသွားလို့မရဘူးနှိမ့်ချခြင်းနဲ့ယူကျိုးခြင်းနဲ့ကြောက်ရွံ့ခြင်းနဲ့ချစ်ကြောက်ခြင်းနဲ့ဖယားစကားနာခံခြင်းနဲ့ကျွန်တော်သွားရမှာဖြစ်တယ်ဒါမှကျမ်းစာဖတ်ပါထပ်ပြောရအောင်ကျမ်းစာဖတ်ပါလို့ထပ်ပြောရအောင်တမာတတိရှိပါလို့ထပ်ပြောရအောင်တမာတတိရှိပါတမာတတိရှိရမယ့်အချိန်ကာလဖြစ်လာပြီဆင်ခြင်ရအောင်ဝိတ္တယုံနဲ့မချေနှပ်ပါနဲ့တီဆိုချီးမွမ်းပြီးတော့ဟာလေလုယာဟာလေလုယာလို့သွားဟိုကဖြတ်ရဲလေမှာမောက်ရလဲပြရောဟာလေလုမရနိုင်လို့ရက်ွက်တဲ့ကြတော့အိမ်မှာကြတော့မေနမတွေဖြစ်ကုန်ရောတမာတတိရှိပြီးတော့မှဖျားဝိညာဉ်နဲ့သွားတဲ့လူကဘာပဲဖြစ်ဖြစ်အမြဲတမ်းဟာလေလုယာလို့ပြောနိုင်တယ်ဒါကြောင့်မလို့ဟောတာပြောတာကအဓိကမဟုတ်ဘူးကိုယ့်ရဲ့နှလုံးသားထဲမှာဖျားရဲ့ဝိညာဉ်ကိုနေရာကိုဘယ်လောက်ပေးထားလဲအောင်မြင်တာမအောင်မြင်တာကကျွန်တော်ကိစ္စလည်းမဟုတ်ဘူးဖျားကလိုအပ်တဲ့လူကိုလိုအပ်တယ်လို့သူတုံးတော့မှာပဲဖြစ်တယ်ကျွန်တော်ကဝမ်းမြောက်ခြင်းနဲ့ဖျားနာမထဲမှာတယောက်နဲ့တယောက်နဲ့ဘိက္ခာယပွဲခြင်းနဲ့ချီးမွမ်းခြင်းဝန်ခံခြင်းချီးမွမ်းခြင်းဝန်ခံခြင်းနဲ့အသက်ရှင်ဖို့ဖျားကလူရှိတာဖြစ်တယ်ဒီမှာလူခတ်သိမ်းတို့ဒီယေရှုခရစ်အကျိုးကိုမရှာယေရှုပဲဘလို့မှနာမည်ပဲတတ်တာယေရှုအတွက်ဆိုပြီးတော့ကိုယ့်အိတ်ထဲပဲကိုထည့်နေကြတာမဟုတ်ဘူးလားကိုယ်အကျိုးကိုသာရှာကြ၏အရာကျွယ်ဝတဲ့ချမ်းသာတဲ့ကဘာမှာနာမည်ကြီးတဲ့ဆရာကြီးတွေကိုယ်ပိုင်ချက်လေးများနေဝယ်တယ်လူတွေကလာမေးတဲ့တည်းတော့ဆရာကဘာဖြစ်လို့ကိုယ်ပိုင်ချက်လေးများဝယ်တာလဲဆိုတော့ဧဝံဂေလိသတင်းစကားမြန်မြန်ရောက်ဖို့တဲ့ဟောအဲ့တော့လိမ်မြန်ဆင်းလို့မရတော့ဟိုချင်းတောင်လို့နေရာကိုဘာဧဝံဂေလိသွားမလဲအဲ့ဆရာလာလားမလာဘူးတောင်မွားလူတွေဒီမှာကျမ်းစာကျောင်းတွေလာတက်ကြတယ်၄နှစ်ပြီးသွားတော့အရန်တေလို့ကောင်းတယ်နောက်ထပ်ဘွဲ့ထားရဖို့ဘယ်သွားလဲဖိလစ်ပိုင်သွားတယ်မလေးရှားသွားချင်းတောင်တယောက်မှမပြန်ဘူးဧဝံဂေလိအသင်းတော်တဲ့ဧဝံဂေလိဂိုင်းတဲ့ဧဝံဂေလိဂိုင်းတို့ဘယ်နှယောက်ဧဝံဂေလိလုပ်တယ်စဉ်းစားရအောင်စီဝေးတွေလုပ်လို့ကိုယ့်ရဲ့ဘက်ကိုထည့်နေကြတာမဟုတ်ဘူးလားလူခတ်သိမ်းတို့သည်ယေရှုခရစ်အကျိုးကိုမရှာကိုယ်အကျိုးကိုသာရှာကြ၏ယေရှုအတွက်အနစ်နာခန္ဓာအရန်ရှာသွားပြီမာသာထရီဇာတို့လိုကိုရင်တော့မရှင်နရီတို့တရားမှမရှိတော့ဘူးလိန်စားညာစားတဲ့ကာလကြီးမဟုတ်ဘူးလားဒါတွေကိုသတိရှိဖို့တမန်ကျမ်းစာကကျွန်တော်တို့ကိုသွန်သင်တာဖြစ်တယ်မာနရဲ့လက်စားမှုပရိယေတွေကိုသိမြင်ဖို့ကျမ်းစာဖတ်ဖို့လိုတယ်တမန်သတိရှိဖို့လိုတယ်ဘေးစကားတွေချက်ဖျားစကားတမန်တရားတိုင်းအသက်ရှင်ရမှာဖြစ်ပါတယ်ပြောရအောင်တယောက်နဲ့တယောက်နဲ့တမန်တရားတိုင်းအသက်ရှင်ပါလို့ပြောရအောင်တမန်တရားတိုင်းအသက်ရှင်ပါဘေးစကားတွေကိုကြားရင်ဒီဘက်ကကြားရင်ဒီဘက်ကနေထုတ်လိုက်ဖျားကလည်းလူကိုနားနှစ်ခုပေးတာအဲ့ဒါအကြောင်းရှိတယ်သူများအတင်းဖြင်းပြောတဲ့စကားတွေစာရရဲ့သွေးထိုးနှောက်ရက်စကားတွေဒီဘက်ကလာကြရင်ဒီဘက်ကနေထုတ်လိုက်ဒီဘက်ကလာကြရင်ဒီဘက်ကနေထုတ်လိုက်ဖျားစကားတတ်ရှင်းသောဝိညာဉ်တော်ပြောတဲ့နှုတ်ကပတ်တော်စကားကိုကြားရင်နှစ်ဘက်စလုံးကနေခံယူလိုက်ဒီထဲကိုထည့်လိုက်ဒီနှလုံးသားတွေကိုထည့်လိုက်အဲ့ဒါကြောင့်နားကိုနှစ်ခုပေးတာတစ်ခုလည်းပေးတာမဟုတ်ဘူးနားလဲရအောင်ဒီနေ့အဲ့ဒီဟေရှာယ56အခန်းငယ်1မှာပြောထားလဲထာဝရဘုရားမိန့်တော်မူသည်ကားတရားကိုစောင့်၍ဖြောက်မှတ်စွာကျင့်ကြလော့ငါ၏ကယ်တင်ခြင်းကျေးဇူးရောက်ချိန်နှင့်ငါ၏ဖြောက်မှတ်ခြင်းတရားထင်ရှားချိန်ရောက်လို့နေပြီရှင်းရှင်းလေးပြောထားတာထာဝရဘုရားကိုယ်တော်တိုင်ကပြောတာတရားကိုစောင့်တရားဆိုတာတရားထိုင်တာပြောတာမဟုတ်ဒီကျမ်းစာထဲမှာပြောထားတဲ့အတိုင်းတန်ဖိုးထားထိမ့်သိမ်းနာခံလိုက်လျှောက်ပါလို့ပြောတာဖြစ်တယ်ဖြောက်မှတ်စွာကြည့်ကြလို့တဲ့မဟုတ်တာမပြောနဲ့လွတ်လွတ်လေးနဲ့မှုတာမပြောနဲ့မရှိဘူးမသိဘူးလိညာလက်တာဘုရားလုံးဝမကြိုက်ဘူးလိညာလက်တာကိုကြိုက်တယ်ကစာတာမှုတာရဲ့အဖဖြစ်တယ်တဲ့စာတာဒီနေ့ကျွန်တော်ကိုယ်ရဲ့ဘုရားကမှုတာနဲ့ကင်းတဲ့ဘုရားသခင်ဖြစ်တယ်သူကိုယ်ရဲ့မှုတာကင်းလို့သူ့သားသမီးတွေမှုတာပြောတာလုံးဝမကြိုက်ဘူးဖြောက်မှတ်စွာကြည့်ကြလို့တဲ့ငါဤကယ်တင်ခြင်းကျေးဇူးရောက်ချိန်နဲ့ငါဤဖြောက်မှတ်ခြင်းတရားထင်ရှားခြင်းရောက်လို့နေပြီဒီလိုခက်ခဲလာတဲ့ခါမှာမတရားမှုတွေရမ်းမြလာတဲ့ခါမှာထို့ဘုရားသည်ကျွန်တော်တို့ကိုပြန်လဲသိသိတော့မှဖြစ်တယ်
ထိုဘုရားရှိခိုးရောက်ရင်ပြီးသွားတာမဟုတ်ဘူးကျွန်တော်တို့အသက်ရှင်ခဲ့တဲ့အားလုံးကိုအဖြေပေးရမှာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့နှလုံးသားဖွင့်ပြီးတော့မှဘုရားကိုနေရာပေးပြီးထိုဘုရားထဲမှာပြန်လဲတိုးဝင်ရမယ့်အချိန်ဖြစ်ပါတယ်ဒီအချိန်မှာနားမလည်မှုတွေအတွက်အားငယ်စိတ်သက်ကြမနေဘဲနဲ့တမာတရိနဲ့မိမိရဲ့သက်တာကိုဘုရားခင်ထံတော်မှာပြန်လဲအနံ့ရမှာဖြစ်တယ်တမာတရားကိုနားထောင်နာခံခြင်းအပြင်ဘုရားခင်နဲ့အချိန်ယူပြီးတော့မှစက္ကအနံ့ဖို့လိုပါတယ်ဘုရားခင်နဲ့အချိန်များများပေးပါတခြားအားတွေအချိန်ပေးတာတဲ့ဘုရားခင်နဲ့များများအချိန်ပေးရင်အသက်တာထဲမှာငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းလွတ်မြောက်ခြင်းအောင်မြင်ခြင်းကိုထိုဘုရားကပြင်ဆင်ပေးမှာဖြစ်ပါတယ်ယောလနာဂတိကျမ်းအခန်းကြီး2အခန်းငယ်7ကနေ73မှာယောလနာဂတိကျမ်းအခန်းကြီး2အခန်းငယ်7ကနေ73မှာတို့ဖြစ်၍ထာဝရဘုရားမိန့်တော်မူသည်ကားယခုတွင်အစာရှောင်ခြင်းငိုကြွေးမြည်တမ်းခြင်းနှင့်တကွစိတ်နှလုံးကျွေးမဲ့ငါထံသို့ပြန်လာကြလောအဝတ်ကိုမဆုပ်ဘဲနှလုံးကိုဆုပ်လျက်သင်တို့၏ဘုရားခင်ထာဝရဘုရားထံတော်သို့ပြန်လာကြလောချစ်တရားခြင်းမေတ္တာဂရုဏာနှင့်ပြည့်စုံ၍စိတ်ရှိသောသဘောအလွန်ကျေးဇူးပြုခြင်းသောသဘောအပြစ်ပေးခြင်းကိုနောင်တရတတ်သောသဘောရှိတော်မူ၏ထိုဘုရားရှင်နာမသာဝေသာဝေဘုန်းကြီးပါစေဒီဘုရားဝိညာဉ်ကဘလောက်ပဲခက်ခဲပါလေအဲ့ဒါတွေကိုစဉ်းစားနေမယ်အစာကျမ်းစာကဘာပြောလဲထာဝရဘုရားမိန့်တော်မူသည်ကားတဲ့ယခုတွင်အစာရှောင်ခြင်းငိုကြွေးတမ်းခြင်းနဲ့တကွစိတ်နှလုံးကျွေးမဲ့ဘုရားထံကိုပြန်လဲပါအစာရှောင်လို့ပြောတဲ့အခါမှာလဲအချိန်တောင်းခိုင်းတာမဟုတ်ဘူးမနေ့ပိုင်းတော့မစားဘူးညကျတော့နင်းကစာပါထူးမှာလေနောက်လူတွေသိဖို့လည်းမလိုဘူးအစာခုကအစာရှောင်နေဆိုအစာရှောင်စီဝေးဆိုအကြီးအကျယ်ကြော်ညာတယ်ကြော်ညာပြီးတော့မှဓာတ်ပုံတွေကပြီးထမင်းစားတဲ့ပုံတွေပါထက်တင်တယ်အစာရှောင်တာလူသိစရာမလိုဘူးလေဒါမှမဟုတ်ဒီမှာကြားတာကအရင်တော့လိုမျိုးဂုံငိတ်တွေဝစ်ပြီးတော့ပြားတွေတည်ပြီးတော့ငါတို့အရာဘုရားဆက်ကဒါမျိုးမလိုဘူးတဲ့နှလုံးကိုစုပ်ပါတဲ့ကြေခွဲခြင်းနဲ့ဘုရားထံကိုပြန်လည်ရမှာဖြစ်တယ်ဘုရားကနှလုံးကိုမြင်တဲ့ဘုရားဖြစ်တယ်လူတွေကိုမြင်တာတွေမမြင်တာတွေအဲ့ဒါသူတို့ကိစ္စအဲ့ဒါတွေလိုက်ဖြည့်ရှင်းစရာရမယ့်အချိန်လည်းမဟုတ်တော့ဘူးဒီမှာရှင်းရှင်းလေးပဲအဝတ်ကိုမဆုပ်ပဲတဲ့လူတွေထင်ကြည့်အောင်ဝတ်ပြုကိုယ်ွယ်စက်ကနေနေတာထက်နှလုံးကိုစုပ်ပြီးတော့မှကြေကွဲခြင်းနဲ့ကိုရောကျွန်တော်မတတ်နိုင်တော့ကျမမတတ်တော့ပဝန်းကျင်ကအယံကိုဆိုးပြီးစာရဏအယံကိုလက်စားနေပြီးကျွန်တော်ဘလို့ထွက်လဲကျမဘလို့လုံလဲအိုးဘုရားထဲမှာအမြဲတမ်းရေကြေကွဲခြင်းနဲ့ငိုကြွေးခြင်းနဲ့တိုးဝင်နေထိုထဲကနေဆွဲထုတ်နေတာကယေရှုခရစ်တော်ဘုရားတပါးလည်းရှိတယ်အဲ့ဒီဘုရားကိုကျွန်တော်တို့သိတယ်ကျွန်တော်ဘာလို့ကျင်အောင်ညှခံမလဲတခြားဘယ်လမ်းမှထွက်လို့မရဘူးဘသူကမှအားကိုးလို့မရဘူးအဲ့ဒီဘုရားတပါးဒီသာလဲစာရမဏေကိုအောင်နိုင်တဲ့ဘုရားရှင်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့အသက်တာမှာနားမလည်မှုတွေမွန်းကျက်မှုတွေမငြိမ်မညာဖြစ်နေတဲ့အရာအားလုံးကိုထိုဘုရားလက်ကိုအဖို့နှလုံးသားနဲ့ထိုဘုရားတော်ကိုပြန်လှည့်ရမယ်အချိန်ဖြစ်တယ်နှလုံးသားနဲ့ပြန်လှည့်ပါလို့ပြောရအောင်တယောက်နဲ့တယောက်နဲ့နှလုံးသားနဲ့ပြန်လှည့်ပါဘုရားကနှလုံးသားကိုကြည်တဲ့ဘုရားဖြစ်တယ်ဟာလေလုယာနှလုံးသားကိုငြိမ်သက်စေတဲ့ဘုရားဖြစ်တယ်နှလုံးသားကိုဝမ်းမြောက်စေတဲ့ဘုရားဖြစ်တယ်နှလုံးသားကိုရှင်လန်းစေတဲ့ဘုရားဖြစ်တယ်အိုဟာလေလုယာအဲ့ဘုရားကိုကျွန်တော်သိရတာနဲ့သိရုံနဲ့မချေနှပ်ပါနဲ့ဒီထဲမှာရှိဖို့အမတန်မှအရေးကြီးတယ်နောက်ဆုံးတော့ကာလဖြစ်လာပြီးစာရရဲ့လက်စားမှုတွေကိုကျွန်တော်တို့မမြင်နိုင်ဘူးနော်မသိတာသာအရက်လိမ်မှာပါနေတာဘသူကဘယ်နေရာမှာအားနေလဲကိုယ့်ကိုယ်တော့မသိတာစာရကသိတယ်ဒါကိုစိုးရိမ်စရာလည်းမလိုဒီကြောင့်ပုဂ္ဂိုလ်ရဲ့ယေရှုခရစ်တော်ဘုရားတပါးလေးပဲအဲ့စာရမဏေကိုအောင်နိုင်တာဖြစ်တယ်ဘယ်သေးဦးဆရာမမနိုင်ဘူးနော်ဘယ်ကျမ်းစာကြောက်အုပ်ကြီးမှမနိုင်ဘူးနော်ဘယ်ဥက္ကဋ္ဌကြီးဘယ်အတွင်းရေးမှုဘာတထဲမှအဲ့ဒီစာရကိုမနိုင်ဘူးယေရှုခရစ်တော်ဘုရားတပါးလေးပဲအဲ့စာရကိုနိုင်တာဖြစ်တဲ့ကြောင့်အခုချိန်ကျွန်တော်တို့ကအဲ့ဒီအောင်နိုင်တဲ့ယေရှုထံမှာကျွန်တော်တက်တာကိုအနံ့ထားဖို့လိုတာဖြစ်တယ်စစ်မှန်တဲ့နောင်တနဲ့အပြည့်တကူဖြစ်လို့ပေးပိုင်တဲ့ဂရုဏာတော်အရှင်ဘုရားခင်တံမှာနှလုံးသားနဲ့ရှင်းကပ်ဖို့လိုပါတယ်။ဒါကြောင့်ကနဦးကဒီလိုတွေဖြစ်မယ်လို့ရေးသွားတဲ့ပရောဖက်ကြီးမိခါကသူ့ကိုယ်တိုင်ဗာပြောခဲ့လေဆိုရင်အဲ့ဒီမိခါနာဂတိကျမ်းခန်းကြီး9ခန်းငယ်9ကနေ10မှာငါမူကားထာဝရဘုရားကိုမျှော်လင့်မည်ငါကိုကယ်တင်တော်မူသောဘုရားသခင်ကိုငါခိုလိုမည်ငါ၏ဘုရားသခင်သည်ငါစကားကိုနားထောင်တော်မူလိမ့်မည်အဲ့ဒီဟာတွေဖြစ်မယ်လူတွေကမမှန်ကန်လို့လက်တွေစားမယ်တတ်ကြမယ်ဖြတ်ကြမယ်အိုးမုန်တိချင်းနေတဲ့ဒီလိုတွေဖြစ်ပေမဲ့ငါဆိုရင်တော့တဲ့ထာဝရဘုရားကိုပဲမျှော်လင့်မယ်ငါကိုကယ်တင်တဲ့ဘုရားကိုပဲငါခေါ်လို့ဘသူမှငါအားမကိုအဲ့ဘုရားကိုပဲငါအားကိုမယ်ငါ့ဘုရားသခင်ဒီငါစကားကိုနားတော့ကျွန်တော်တို့
ယေရှုနာမနဲ့ဆုတောင်းခွင့်ကိုကျွန်တော်တို့ကိုပေးထားတယ်ကျွန်တော်တောင်းလျှောက်တာကိုနားညောင်းနဲ့ဖရားထာမှာကျွန်တော်ပြန်လဲတိုးဝင်ရမယ်ချိန်ကာလဖြစ်ကြောင့်မလို့မိခါကဲ့သို့ထာဝရဘုရားကိုသာမျှော်လင့်ပါပြောရအောင်တယောက်နဲ့တယောက်နဲ့ထာဝရဘုရားကိုသာမျှော်လင့်ပါလို့ပြောရအောင်ထာဝရဘုရားကိုသာမျှော်လင့်ပါထပ်ပြောရအောင်ယုံကြည်စွာခိုလုံပါလို့ထပ်ပြောယုံကြည်စွာခိုလုံပါယုံကြည်ခြင်းနဲ့ဘုရားကိုမျှော်လင့်နေဒီနေ့တောင်အောင်းဝယ်ဘုရားကျွန်တော်ကိုကွယ်ကာခဲ့တယ်လေနည်းနည်းလေးပြန်လှည့်ကြည့်လိုက်ပါလားတီလေးပဲလွဲခဲ့တဲ့အချိန်ကြီးအများကြီးပဲရှိတယ်ကျွန်တော်ဒုက္ခမရောက်တာကကျွန်တော်မသိလဲလို့ဘုရားကကျွန်တော်ကိုကွယ်ကာလိုက်လို့ဖြစ်တယ်အဲ့ဘုရားကိုပဲအမြဲတမ်းမျှော်လင့်နေဖို့မိခါကသူကိုယ်တိုင်မျှော်လင့်တယ်လို့ဒီနေ့ယုံကြည်သူတွေကိုခွန်အားပေးတိုက်တွန်းတာဖြစ်ပါတယ်အခန်းငယ်၈မှာကြတော့အချင်းရန်သူငါအပေါ်မှာဝါကြွားဝမ်းမြောက်ခြင်းမရှိနေငါလဲတော်လဲထဝမီမှောင်မိုက်နဲ့ခံရတော်လဲထာဝရဘုရားသည်ငါ၏အလင်းဖြစ်တော်မူလိမ့်မည်ဟာလေလုယာတခါတခါချော်သွားတာရှိမှာပဲလဲသွားတာရှိမှာလူပဲမပြည့်စုံဘူးအဲ့ဒါကိုဆာလကနေမပြည့်စုံတာနေရဘယ်တော့မှကောင်းမှာမဟုတ်ဘူးလဲသွားပြီမဲ့အဲ့မှာထိုင်ကုန်မနေနဲ့မိခါကငါလဲပြီမဲ့ယေရှုနာမနဲ့ပြန်ထအောင်မလို့ပြောတာဖြစ်တယ်ထာဝရဘုရားကငါရဲ့အလင်းဖြစ်တယ်အဲ့ဒီအလင်းကိုကျွန်တော်ခံယူကျွန်တော်သက်တာအထဲမှာဘုရားရဲ့အလင်းကကြာတဲ့လူတွေပြန်လင်းလာမှာဖြစ်တယ်ဒီမှာရှိတဲ့သားသမီးအယောက်စီအသက်တာကိုဘုရားသခင်အလင်းပေးပြီးသင်တို့အားဖြင့်အိမ်ထဲမှာလင်းဖို့အိမ်ကြီးနဲ့လင်းဖို့ဘုရားကအသုံးပြုချင်တာဖြစ်တယ်ဟာလေလုယာရောက်စိတ်ကူးမလို့တဲ့တခြားတို့ကိုဘေးပယ်လိုက်ယေရှုနာမနဲ့ခေါ်လို့မှာယေရှုကိုနေရာပေးပါယေရှုရဲ့အလင်းကိုခံယူပါသင်ဟာယေရှုအတွက်အလင်းလင်းလာမှာဖြစ်တယ်ဟာလေလုယာအများကြီးပဲရှိတယ်အခုခေါင်းထဲမှာကျမ်းစာလေးတစ်ပိုက်ပေါ်လာလို့ဒီမှာစာလံကျမ်းကကြီးဒါကျွန်တော်အလွတ်ရထားတဲ့ကျမ်းစာပဲဖြစ်တယ်စာလံကျမ်းကကြီး29တစ်ကနေ3မှာထာဝရဘုရားသည်ငါ၏အလင်းငါကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏ငါသည်အဘယ်သူကိုကြောက်ရအံ့နည်းထာဝရဘုရားသည်ငါ၏အသက်ခိုလုံရာဖြစ်တော်မူ၏ငါသည်အဘယ်သူကိုကြောက်လန့်ရအံ့နည်းငါကိုအညှိုးထားသောရန်သူလူဆိုးတို့သည်ငါသားကိုကိုက်စားမည်ဟုလာကြသောအခါခြေတိုက်ပြီး၍လဲကြ၏ငါတစ်ဖက်၌တက်ချကြတော်လဲငါနှလုံးမကြောက်တတ်ဆိတ်ချီ၍လာကြတော်လဲထိုမှုတွင်ပင်တည်ကြည်သောစိတ်ရှိလိမ့်မည်ဘုရားရှင်နာမတော်၍ဘုန်းကြီးပါစေဒါမှအလေးရှိဖြစ်တဲ့ဘုရားကိုအသက်တာထဲမှာနေရာပေးထားရင်ထိုအလင်းကကျွန်တော်အသက်တာထဲမှာတက်ရောက်လာမှာဖြစ်တယ်ပတ်ဝန်းကျင်မှာကျွန်တော်တို့ကိုထိုးနေခြင်းနဲ့ရန်သူတွေအတွက်စိတ်ပူစရာမလိုဘူးဘုရားခင်ကသူ့ဟာသူခလုတ်တိုက်ပြီးလဲသွားလိမ့်မယ်တဲ့သင်ဘာမှလုပ်เสียမလို့သင်ကယေရှုနာမကိုချီးမွမ်းမှုပဲလုပ်တယ်ယေရှုနာမကိုချီးမွမ်းရင်းနဲ့အနိုင်ယူဖို့ဘုရားကအလိုရှိတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ဒီလိုခက်ခဲရှုပ်ထွေးတဲ့ကာလာကြီးမှာကျွန်တော်အသက်ရှင်တဲ့အခါမှာဘယ်လိုအသက်ရှင်မလဲဒီမှာနောက်ဆုံးအနေနဲ့ဘုရားသင်ရဲ့ဝိညာဉ်ကိုကျွန်တော်နေရာပေးမယ်ကျမ်းစာကိုပုံမှန်ဖတ်ပြီးတမန်တရားတိုင်းအသက်ရှင်လာမယ်ဆိုရင်ရှေ့လာမယ့်နေ့မှာဒီလိုခက်ခဲပြဿနာတွေများတဲ့ဂျားထဲမှာပင်လေအောင်မြင်စွာအသက်ရှင်ဖို့ဘုရားကလိုရှိတာဖြစ်တယ်တက်တာလုံးနေဩဝါဒစာပထမဆုံးခန်းကြီး9ခန်းငယ်14ကနေ19မှာအိမ်ကျရင်လည်းတရားပြန်ဖတ်ပါတက်တာလုံးနေဩဝါဒစာပထမဆုံးခန်းကြီး9ခန်းငယ်14ကနေ19မှာတဖန်တုံညီအကိုတို့မတရားစွာပြုသောသူတို့ကိုသတိပေးကြလောစိတ်ငယ်သောသူတို့ကိုအားပေးကြလောအားနည်းသောသူတို့ကိုထောက်မကြလောခတ်သိမ်းသောသူတို့ဟာရှည်သောစိတ်ရှိစေကြလောသူတစ်ပါး၌အဘယ်သူများရန်တုံမမူစေခြင်းကတတိပြု၍အချင်းချင်းတို့၌၎င်းခတ်သိမ်းသောသူတို့၌၎င်းကာလအစဉ်ကြိုးစား၍ကျေးဇူးပြုကြလောဒီမှာရှင်းရှင်းလေးပဲမတရားစွာပြုသောသူတို့ကိုတတိပေးကြလောမတရားလားမတရားဘူးပြောရမှာပဲပြောရတဲ့တတိရှိရမတရားလားမတရားဘူးပဲမတရားတာကိုတရားသလိုဘာနဲ့ရောရောလို့မရဘူးကိုကမတရားတာမလုပ်ဖို့တို့သလိုမတရားတဲ့လူကိုသတိပေးပါဒါမလုပ်သင့်ဘူးနော်ဆိုတာသတိပေးရမယ်စိတ်ငယ်တဲ့သူကိုအားပေးပါတချို့ကလကားလေးနဲ့ခဏခဏစိတ်သက်ကြနေတာစိတ်သက်ကြကြမလို့သင်ကိုယ်တိုင်ယေရှုကိုနေရာပေးလိုက်သင်ရဲ့စိတ်သက်ကိုချင်းမြင့်မှာကယေရှုဖခင်ဖြစ်တယ်ဒါပေမဲ့နားမလဲသေးကျွန်တော်အားပေးပါယေရှုနာမနဲ့တယောက်တယောက်အပြန်လာဆုတောင်းပေးပါအားနည်းသောသူကိုထောက်မကြတော့မပြေလဲဘူးခက်ခဲကျွန်တော်မှရှိတာလေးဖဲ့ကျွေးလိုက်ပါဖဲ့ပေးလိုက်ပါဘုရားကအဲ့ဒီလိုမျိုးသူ့ရဲ့မေတ္တာကိုစီစဉ်စေချင်တာဖြစ်တယ်ခတ်သိမ်းသောသူတို့ဟာရှည်သောစိတ်ရှိသေးကြလို့ဒါကမလွယ်ဘူးလို့ကျွန်တော်ထင်ပေမဲ့ထိုဘုရားရဲ့မေတ္တာကိုတောင်းခံလိုက်ရင်ဘုရားကကျွန်တော်ကိုစိတ်ရှိခွင့်ပေးပါတယ်အားလုံးပေါ်မှာစိတ်ရှိပါတဲ့သူတစ်ပါး၌အဘယ်သူများရန်တုံမမူစေခြင်းကတတိပြု၍အခုတက်ချင်းဖြတ်ခြင်းတဲ့ကာလကြီးထဲမှာရန်တော်မဖြစ်ပါနဲ့လို့ကျွန်တော်တို့ကိုဘုရားကသတိပေးထားပါတယ်အချင်းချင်းတို့နဲ့၎င်းခတ်သိမ်းသောသူတို့နဲ့၎င်းတဲ့ကာလအစဉ်ကြိုးစား၍ယေရှုပြုပါ
ကြားစာကနော်ကျွန်တော်တို့လောက်ရတာခက်ခဲတယ်လို့နားလေအတွက်ကြိုးစားဆိုတဲ့စကားလေးထည့်လာတယ်အခုနောက်လောကသားတွေကဒူးဆက်ကိုပြုတ်ဖို့ကြိုးစားကြတယ်ဒီနေ့ဖရာသားဖရာသမီးတွေကခတ်သိမ်းသောကာလမှာကြိုးစား၍ကျေးဇူးပြုပါတဲ့ကြိုးစားပြီးတော့မှပေးကမ်းကြပါလို့ပြောတာဖြစ်တယ်ပြီးတော့မှအစင်မပြတ်ဝမ်းမြောက်ခြင်းရှိကြလို့ဒါလောက်ဝမ်းမြောက်စရာမကောင်းတဲ့ကာလမှာဖရာခင်ကဝမ်းမြောက်ပါလို့ပြောတယ်ကိုယ့်ကိုယ်တော့ဝမ်းမမြောက်နိုင်ဘူးဒါပေမဲ့ဖရာရဲ့မြတ်တာဖရာရဲ့ဝိညာဉ်ဖရာရဲ့နှုတ်ကပတ်တော်နဲ့အသက်ရှင်လာတဲ့အခါမှာအရာရာကိုရင်ဆိုင်ကြော်ဖြတ်နိုင်ခွင့်ဖရာကပေးတယ်ဝမ်းမြောက်ခြင်းကိုဖရာကပေးတယ်မနေ့ကလူငယ်ဆွေးမှာဒီမှာအဒီတုတ်ကတရားဟောတယ်ကျွန်တော်ကနောက်ဆုံးမဲလေးပဲမိလဲလူငယ်တွေကဒီ2025အတွက်ယူပါယုံထားတယ်အဖွဲ့နှစ်ဖွဲ့ခွဲတယ်တဲ့ဝမ်းမြောက်ခြင်းနဲ့ချစ်ခြင်းနဲ့ဒီမှာလူငယ်တွေရှိတယ်ဝမ်းမြောက်ခြင်းအဖွဲ့ထဲမှာရှိတဲ့လူတွေကလည်းအမြဲတမ်းဝမ်းမြောက်ပါသူများကိုလည်းဝမ်းမြောက်စေပါချစ်ချင်းဖွဲ့ထဲမှာရှိတဲ့လူကလည်းကိုယ်ကိုယ်ရဲ့မေတ္တာထားပါသူများကိုလည်းမေတ္တာထားပါအဲ့ဒီဝမ်းမြောက်ခြင်းနဲ့ချစ်ချင်းနဲ့ပေါင်းလိုက်ဒီလူငယ်တွေကိုဘုရားကောင်းကြီးမပေးလို့ကိုမရတော့ဘူးဝမ်းမြောက်ခြင်းနဲ့ချစ်ချင်းရံဖြစ်လို့မရဘူးနော်ငါဝမ်းမြောက်ခြင်းအဖွဲ့နေရချစ်ချင်းအဖွဲ့တွေအပြိုင်ဆိုင်လို့ရှိမှာပဲဒါပေမဲ့ဝမ်းမြောက်ခြင်းနဲ့ချစ်ချင်းငါပေါင်းစားရမှာဖြစ်တယ်ဖျားရှင်ရောက်စီတန်းကိုကောင်းကြီးပေးပါစေဒီမှာအစင်မပြတ်ဝမ်းမြောက်ခြင်းရှိကြလို့တဲ့မချားမလတ်ဆုတောင်းပတနာပြုကြလို့အဲ့ဒါအမြဲလုပ်ရမှာဖြစ်တယ်ကာမောင်းနေနဲ့လည်းဆုတောင်းနေလို့ရတယ်ဈေးဝယ်နေနဲ့ထမင်းချက်တွေနဲ့ဆုတောင်းနေကျွန်တော်ခဏပြောတယ်ထိုဘုရားနဲ့9မိနစ်ဆုတောင်းရင်လောကနဲ့9မိနစ်အဆက်အသွယ်ပြတ်သွားတဲ့အတွက်ကြောင့်အသက်တာမှာအမင်္ဂလာ9မိနစ်စာကျော့သွားတယ်ဒီလောကနဲ့ဆက်သွယ်နေသမျှအမင်္ဂလာတွေကတက်ရောက်နေမှာပဲဖျားသခင်နဲ့9မိနစ်စကားပြောတဲ့အခါမှာလောကနဲ့9မိနစ်အဆက်အသွယ်ပြတ်သွားတဲ့အတွက်ကြောင့်9မိနစ်စာကောင်းကြီးမင်္ဂလာခံစားရမှာဖြစ်တယ်15မိနစ်ဆက်သွယ်ရင်15မိနစ်ကောင်းကြီးခံစားရမှာဖြစ်တယ်တစ်သက်လုံးဆက်သွယ်ရင်တစ်သက်လုံးတင်ကောင်းကြီးခံစားရမှာဖြစ်တယ်ဒါကြောင့်မို့မချားမလတ်ဆုတောင်းပတနာပြုကြလို့အခုဒီမှာစကားပြောနေတချမ်းကဆေးဥမှာရှိတဲ့လူနာတွေဆုတောင်းပေးနေလို့ရတယ်ကာမောင်းနေနဲ့ဆုတောင်းပေးလို့ရတယ်ဈေးဝယ်နေနဲ့ဆုတောင်းပေးလို့စာတင်နေနဲ့ကျောင်းသူကျောင်းသားတွေဆုတောင်းပေးနေလို့ရတယ်ဆေးကုနေနဲ့ယေရှုနာမနဲ့အဲ့ဒီလူနာပေါ်မှာဆုတောင်းပေးနေလို့ရတယ်ဒါကြောင့်မလို့မချားမလတ်ဆုတောင်းပတနာပြုပါတဲ့အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းကြလို့ချီးမွမ်းခြင်းကအောင်မြင်ခြင်းဖြစ်တယ်ချီးမွမ်းခြင်းနောက်မှာဘုရားတကူအမြဲစီးစင်တာဖြစ်တယ်ဒါကြောင့်မလို့ညီးတွားနေမဲ့စာချီးမွမ်းပါအရာရာမှာချီးမွမ်းပါကျေးဇူးတင်တဲ့ကိုရောကျေးဇူးတင်တယ်ကျေးဇူးတင်တယ်လို့ကျွန်တော်တို့ကအမြဲတမ်းဝန်ခံဖို့ဘုရားကလို့ရှိတာဖြစ်တယ်ဘာဖြစ်လို့လဲအကြောင်းမူကားတဲ့တင်တို့ဒီထိုတို့ကျင့်စေခြင်းကယေရှုခရစ်၌ဘုရားခင်အလိုတော်ရှိဝိညာဉ်တော်၏အရှိန်ကိုမငြိမ်းစေကြနှင့်အဲ့ဒီလိုလုပ်ဖို့ယေရှုကပုံသက်တည်ပြခဲ့တာယေရှု၌ဖျားခင်အလိုတော်ရှိတာဖြစ်တယ်ဒါကြောင့်မလို့အခုချိန်ကစပြီးတော့မှဘာမှလည်းခက်တာမဟုတ်ဆုတောင်းခြင်းကျေးဇူးတော်ချီးမွမ်းခြင်းကြားကဖတ်ခြင်းမိတ္တဟာဖွဲ့ခြင်းတက်သေးခံခြင်းဆိုတော့အမြဲတမ်းပြုနေရင်ဝိညာဉ်အရှိန်ကအမြဲတမ်းတောက်လောင်နေမှာဖြစ်တယ်ဆုတောင်းတာလည်းပြည့်နေကြားတာလည်းမဖတ်ခြင်းကိုကျေးဇူးတော်ချီးမွမ်းခြင်းဆိုတော့အိုးဘာမှမခံစားလားဘာလို့ချီးမွမ်းရမှာလဲမိတ္တဟာဖွဲ့ရဲမလားတက်သေးခံခြင်းဆိုတော့အဝေးဆိုရင်တော့သင်ရဲ့ဝိညာဉ်ကြီးကငြိမ်းနေမှာပဲဒီမှာဝိညာဉ်တော်ရဲ့အရှိန်ကိုမငြိမ်းစေနဲ့စာရန်ကဝိညာဉ်မြင့်ငြိမ်းမှုနိမျိုးပေါင်းစုံနဲ့လှုပ်နေတဲ့အချိန်မှာကျွန်တော်တို့ကဆုတောင်းခြင်းကိုမပြတ်မလုပ်မယ်ယေရှုတော်ကိုမျက်ချီးမွမ်းမယ်ဂျာသာဖတ်ခြင်းနဲ့ဘုရားစကားကိုနားထောင်မယ်မိတ္တရာဖွဲ့ကြမယ်တိဆောက်ကြမယ်ပြန်ပြီးတော့ဘုရားကောင်းမဲ့ခြင်းကိုတက်သိခံမယ်ဆိုကိုယ့်ရဲ့ဝိညာဉ်ကအမြဲတမ်းတောက်အဲ့တောက်လို့ခြင်းကဘေးကိုကူးဆက်ဖို့ဘုရားကလူရှိတာဖြစ်တယ်ဒါကြောင့်မလို့ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာတွေမာနရဲ့ပရိယေလက်စားမှုတွေထဲမှာနားမယောင်မိဖို့တမန်ကျမ်းစာကိုဖတ်ပါဝိညာဉ်တော်ကိုနေရာပေးပါကျေးဇူးတရားကိုနားလည်ပြီးတော့မှကျေးဇူးသိတဲ့စိတ်နဲ့ကောင်းတဲ့အသက်ရှင်ခြင်းပုံသက်သေအားဖြင့်သက်သေခံဝင်မြရင်ဖခင်ရဲ့ဘုန်းနာမတော်ကိုတာ၍ထင်ရှားစေသောသူများဖြစ်နိုင်ကြပါစေရောက်တိုင်းကိုသူပဲဖျက်ရှင်ကောင်းကြီးပေးပါစေ